အားလုံးပဲမင်္ဂလာပါခင်ဗျာ Diesel Movie Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့အရင်ကောင်းတဲ့ Action Movie ကားလေးတကားနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစငင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ထားပေးဖို့လည်းတောင်းဆိုပါရစေခင်ဗျာလန်ဒန်မြို့ရဲ့ရာဇဝတ်လောကကို Gangster နှုတ်ဖြစ်တဲ့ Mrs. White နဲ့ Mr. Fraser Mahoney တို့ကအုပ်စိုးထားပါတယ် Mrs. White ကအနေထိုင်သိုးသိတဲ့လောက် Mr. Fraser Mahoney ကတော့ကောက်ကျစ်သူတယောက်ပါသူတို့ကြားထဲမှာပြဿနာတွေအမြဲဖန်တီးတဲ့လမ်းဘေးမော်စကာကိုင်းတစ်ခုလည်းရှိနေပါတယ်။မော်စကာတွေရဲ့နေမြေတစ်နှစ်ထက်တစ်နှစ်အင်အားတွေတောင်းလာလို့ရဲတွေတောင်လက်ရှောင်ရတဲ့နေမြေဖြစ်လာပါတယ်။ဇာကားလေးရဲ့နောက်တစ်ခါမှာတော့ Ada, Roman, Outward နဲ့ Curtis တို့လေးဦးဟာကားတစ်စီးနဲ့ Mrs. White ရဲ့စိန်တိုက်ကိုဓမြတိုက်ဖို့ရောက်လာပါတယ်။အဲ့မတိုင်ခင်ဇာကားလေးရဲ့နောက်တစ်ခါမှာတော့လွန်ခဲ့တဲ့10နှစ်ခန့်ကိုပြန်သွားရမှာဖြစ်ပါတယ်။ Ada နဲ့ Roman တို့ဟာအထူးတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပြီးချစ်သူတွေလည်းဖြစ်ပါတယ်။ကလေးယူကိုပြဿနာတက်ကြရင်လမ်းခွဲခဲ့ကြပါတယ်။အေဒါကလေးတယောက်ရကမှရိုမန်နဲ့ပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။စိန်ရောကခံစားနေရသူအေဒါရဲ့မောင်အဝက်ကပြဿနာရှာခဲ့လို့သူတို့အဖွဲ့ကပြန်လည်ပေါင်းစည်းခဲ့ကြတာပါ။အဝက်ကမစ္စတာမိုဟိုနီစီကနေပတ်စံချေးခဲ့ပြီးတော့မဆက်နိုင်တဲ့ဆောင်အမဖြစ်သူအေဒါတန်ကိုမိုဟိုနီရဲ့လူတွေရောက်လာခဲ့ပါတယ်။သမီးဖြစ်သူရှာလော့ကိုလည်းတစားကန်အနေနဲ့ခေါ်သွားခဲ့ပြီးဖက်ဆန်ကို24နာရီတွင်ပြန်ဆက်ရန်ပြောသွားခဲ့ပါတယ်။ဝင်မရှိတဲ့အေဒါဟာသူတို့အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီး Mrs. White ရဲ့စိန်တိုက်ကိုဓမြတိုက်ဖို့လုပ်ခဲ့ကြတာပါ။ဒါမှလည်းမောင်ဖြစ်သူရဲ့အကျွေးကိုဆက်နိုင်ပြီးတစားကန်အနေနဲ့ခေါ်သွားတဲ့သမီးဖြစ်သူကိုလည်းပြန်လည်ကယ်နိုင်မှာမဟုတ်ပါ။သူတို့ရဲ့ပြဿနာကဓမြတိုက်လို့ရလာတဲ့ပစ္စည်းတွေကိုဝယ်ယူမဲ့ဝယ်လက်မရှိတာပါ။ဝယ်ယူမဲ့ဝယ်လက်က Mr. Finlay ဆိုသူတယောက်ပဲရှိတာပါ။Finlay ကအယောင်းဝယ်ကိုရဲတွေတော်မလာရဲတဲ့မော်ကာတွေကြီးစိုးတဲ့နေရာကိုခေါ်တာပါပဲ။ဒါကြောင့်မသွားခြင်းပေမဲ့လည်းမော်စကာရီရဲ့နေမြေကိုသွားပြီးအဲ့ဒီမှာကာတစ်ရဲ့မိတ်ဆွေအိမ်မှာတဲပြီးအယောင်းဝယ်လုပ်ဖို့သူတို့ဆုံးဖြတ်ခဲ့ကြပါတယ်။မော်စကာရီရဲ့နေမြေမှာသွားမယ့်နေရာကိုကြောမွေ့ရောက်ဖို့ဆိုတာကတော့အိမ်မက်ထင်းမှာပဲရှိပါလိမ့်မယ်။ကာတစ်ရဲ့မိတ်ဆွေအိမ်ကိုသွားတဲ့လမ်းတစ်လျှောက်မှာတော့မော်စကာရီနဲ့တိုက်ပွဲတွေဖြစ်ရင်နောက်ဆုံးမှာတော့ကာတစ်ရဲ့မိတ်ဆွေအိမ်ကိုရောက်ရှိခဲ့ပါတယ်။သူတို့အတွက် Mrs. White ရဲ့စိန်တိုက်ကိုဓမြတိုက်ခဲ့တာကလည်းကြာမြည်ဆွဲကြရတယ်လို့ပါပဲ။ဒါပေမဲ့ရွေးချယ်စရာမရှိသလိုMrs. White နဲ့ပြိုင်ဖက် Mr. Mahoney ကိုထင်စေချင်တာလေးပါပါတယ်။ကာတစ်ရဲ့မိတ်ဆွေရောက်ရှိချိန်မှာတော့အစီအစဉ်စဆွဲခဲ့ပါတယ်။အေဒါကသမီးလို့သူကိုပြန်ပေးဆွဲထားတဲ့ Mr. Mahoney စီကိုသွားပေါ်နဲ့ရိုမန်က Mr. Finlay စီကိုပစ္စည်းတွေသွားရောင်းပြီးငွေယူကာအေဒါစီကိုလိုက်လာဖို့ပြောခဲ့ပါတယ်။ကာတစ်ကိုတော့ Edward ကိုကြည်ပေးထားဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူတို့ထွက်သွားချိန် Edward ကပြဿနာရှာလို့မုတ်ကာတွေရောက်လာပြီးတိုက်ခိုက်ပါတော့တယ်။ကာတစ်လည်းအများမများတော့တေဆုံးခဲ့ပြီး Edward ကတော့မေ့လဲနေခဲ့ပါတယ်။ရိုမန်က Finlay စီရောက်ချိန်မှာတော့ Finlay ကပစ္စည်းတွေကိုကြည်ပြီးငွေပေးကသူ့တပည့်ကိုတော့လက်ဟန်ဘာသာနဲ့ရိုမန်ပြန်ထွက်သွားတာနဲ့တပ်ပစ်ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းတာကရိုမန်ကလက်ဟန်ဘာသာကိုနားလည်နေလို့Finlayရဲ့အကြံကိုသိခဲ့ပါတယ်။ဒီချိန်မှာပဲFinlayကိုခြေရာခံနေတဲ့ Mrs. White ရဲ့လူတွေကသူတို့နှစ်ဦးလုံးကိုတပ်ပစ်ဖို့ကြိုးစားပါတော့တယ်။ကံကောင်းစွာပဲအသက်ရှင်ခဲ့ပါတယ်။အေဒါကတော့သမီးဖြစ်သူရှာလော့ကိုရွေးဖို့ Mr. Mahoney စီကိုရောက်နေခဲ့ပါတယ်။ဒါပေမဲ့ထုံးစံတိုင်းမလွယ်ကူခဲ့ပါဘူး။ထပ်ပြီးမလွယ်ကူတာကMahoneyနဲ့ Mrs. White တို့ကအတူတူဖြစ်နေခဲ့တာပါ။ဒါပေမဲ့ရိုမန်ကငွေ9သိန်းရဲ့အတူတရွက်ကလုံးကိုပြကျသွားနိုင်တဲ့ဘုံမှာယူလာခဲ့တော့ Mrs. White နဲ့Mahoney တို့မျက်လုံးပြူးသွားခဲ့ပါတယ်။ပြီးတော့ဘုံရဲ့စနက်တံကိုအေဒါကကင်ထားခဲ့ပါတယ်။ Mr. Mahoney လည်းဘာမှမတက်နိုင်တော့ပဲသမီးဖြစ်သူကိုပြန်လွှတ်ပေးပြီးသူတို့ကိုလွှတ်ပေးခဲ့ရပါတယ်။အေဒါတို့ထွက်သွားတော့ Mr. Mahoney နဲ့ Mrs. White တို့ငွေ9သိန်းလူကြရေးတိုက်ခိုက်ခဲ့ကြပါတယ်။ထပ်ပြီးတော့မော်စကာတွေပါရောက်လာတော့တိုက်ပွဲတွေထပ်ဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အေဒါလည်းဘုံကိုပောက်ကွဲစီတဲ့အဝေးထိန်းကလုတ်ကိုလွှတ်လိုက်ပါတော့တယ်။ပောက်ကွဲပြီးသူတို့လည်းကံကောင်းစွာနဲ့တက်မသေးခဲ့လို့ထိုနေရာမှထွက်လာခဲ့ကြပါတယ်။ဒီမှာပဲဇာကားလေးကပြီးဆုံးခဲ့ပါတယ်။ဒီဇာကားလေးကိုအစားဆုံးအရှိပြန်လဲကြည့်ရှုခြင်းကျွန်တော်ရဲ့ Telegram Channel လေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ဇာကားလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။